ပွဲတရားဆော့ပေးရင်ကွိုင်တရားရမှာပဲဖြစ်ပါတယ်ပွဲတရားကြီးဆော့ပေးရမှာဆိုတော့ကိုမှလည်းအချိန်မရှိဘူးဒီကွိုင်တရားကိုလည်းလိုချင်တယ်ဆိုရင်တော့ကျွန်တော်လိုလူပြင်းတဲ့အတွက်ဖြတ်လန်းရှိပါတယ်အားလုံးပဲမင်္ဂလာပါဒီလာမယ့်အစုအသစ်မှာ short စေးကတ်30 40 50ကတ်တွေနဲ့အတူဒီ level မြင့်မဲ့အသုံးသေးသေးလေးတွေဘယ်လိုရမှာလဲဆိုတာကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ် even ဆိုတဲ့နေရာဝင်လိုက်ပါဝင်ပြီးပြီဆိုတာနဲ့ new အစုဆိုတဲ့နေရာကိုထပ်ဝင်လိုက်ပါဗျာnew အစုနေရာကိုဝင်ပြီးပြီဆိုတာနဲ့ဒီမှာကျွန်တော်များထိုးထားတဲ့နေရာကိုဝင်ကြည့်ပါဗျာဒါကြတော့မီရှင်လုံးရမှာပဲဖြစ်ပါတယ်အပေါ်တစ်ခုက log in တရက်ဝင်ကွိုင်တစ်ခုရမှာပဲဖြစ်ပါတယ်များပြထားတဲ့အောက်တစ်ခုကြတော့ပွဲတရားဆော့ပေးရင်ကွိုင်တရားရမှာပဲဖြစ်ပါတယ်ပွဲတရားကြီးဆော့ပေးရမှာဆိုတော့ကိုမှလည်းအချိန်မရှိဘူးဒီကွိုင်တရားကိုလည်းလိုချင်တယ်ဆိုရင်တော့ကျွန်တော်လိုလူပြင်းတဲ့အတွက်ဖြတ်လန်းရှိပါတယ်ပေါင်းနေရာမှာဝင်ပြီးပြီဆိုရင်ဒီမှာကျွန်တော်ပြထားပေးတဲ့ကုန်းနံပါတ်ကိုရိုက်ထည့်လိုက်ပါ19399နှစ်1ခုပဲဖြစ်ပါတယ်ဒီအခန်းကလပ်စီလို့အကြာကြီးဆော့နေကြမလို့ဘူးဗျာတပွဲကို10စက္ကန့်ပဲကြာတယ်ဗျာကဲကြွားဝင်ပြမယ်ဗျာဒီဝင်တာလေးပဲနည်းနည်းချိန်ကြာသွားတာပေါ့နော်ဒီထဲရောက်လာပြီဆိုတာခဏလေးပဲဗျာအပေါ်မှာစက္ကန့်တွေပြနေတွေ့လားခဏလေးပဲမကြာဘူးလို့ပွဲတရားကြီးဆိုတော့ကျွန်တော်စပီးလောက်လိုက်မယ်ဗျာကဲပွဲတရားလည်းပြေးပြီတင်တယ်ဗျာကဲပြေးသွားပြီဗျာကျွန်တော်တို့သွားကန်ဆန်းကြည့်မယ်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာအစားဆုံးကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်အားလုံးဘိုင်ဘိုင်